လူတယောက်ဘဝတိုးတက်ဖို့ရအတွက်ကြိုးစားပြီးဆိုတဲ့အခါမှာစီးပွားဥစ္စာရှာတာပဲဖြစ်ဖြစ်ပညာရှာတာပဲဖြစ်ဖြစ်ကိုကျင့်တရားကျင့်ကြံကြိုးကိုအထုတာပဲဖြစ်ဖြစ်နံပါတ်1အရေးကြီးဆုံးကတော့ချမ်းသာမှုဆိုတာအရေးကြီးတယ်ယောဂဝေဒနာခင်းမှုဟာအရေးကြီးတယ်အဲ့တော့ယောဂဝေဒနာခင်းတယ်ဆိုတာဟာသဘာဝယောဂရနေတာဘယ်လိုလုပ်ခင်းနိုင်မလို့ဒီလိုမေးကောင်းမေးလိမ့်မယ်သို့တော့လူတွေဟာကျမ်းမာအောင်နေတဲ့ဤစနစ်ကရှိပါတယ်ကျမ်းမာအောင်နေထိုင်ရမယ်ယောဂဖြစ်ခြင်းအကြောင်းဟာ10မျိုးရှိတယ်အဲ့ဒီ10မျိုးတည်းကဒီကံ့ကြောင့်ဖြစ်တဲ့ယောဂဖြစ်တဲ့ဆိုတာကံဟာအကြောင်းတစ်ခုအနေနဲ့သာပါတာကျန်တဲ့9မျိုးကလူနဲ့ပဲသက်ဆိုင်တယ်လူနဲ့ပဲသက်ဆိုင်ကိုယ်တိုင်ပြုပြင်နေထိုင်မယ်ဆိုရင်ကျမ်းမာလာနိုင်တယ်ပေါ့နော်ကျမ်းမာလာနိုင်တယ်အဲ့တော့ယောဂဖြစ်ခြင်းအကြောင်းဆိုတာတလိပ်ကြောင့်လည်းယောဂဖြစ်တယ်တီးချေကြောင့်လည်းယောဂဖြစ်တယ်လေကြောင့်လည်းယောဂဖြစ်တတ်တယ်တီးချေတို့တလိပ်တို့လေတို့နဲ့ပတ်သက်ပြီးတော့တတိထားပြီးကျွမ်းကျင်တဲ့သမားနဲ့တော့မိမိအစားအစာကိုခရူးဆိုင်ပြီးတော့နေဖို့လိုအပ်တယ်ဒါကအကြောင်း၃ပါးနောက်တစ်ခါဒီတီးချေတလိပ်လေ၃မျိုးပေါင်းသွားတဲ့ဟာကိုတဏိပါဒလို့ခေါ်တယ်ဘိန်းတော်ဆရာစီသွားရင်ဗာပြောလဲတဏိပတ်ယောဂါဆိုတာအဲ့ဒါပြောတာကုံပေါင်းပြီးတော့ဖြစ်နေတာဒီတိကျတလိပ်၃ခုပေါင်းပြီးတော့ဖြစ်တဲ့ယောဂမျိုးကိုတဏိပတ်ယောဂါလို့ခေါ်တယ်အဲ့ဒီလိုယောဂမျိုးတွေနောက်တစ်ခုကျတော့ဥထုဝိပရိနာမစာယာတိဥထုဖောက်ပြန်လို့ဖြစ်တဲ့ယောဂါလည်းရှိတယ်နောက်တစ်ခါဒီအနေထိုင်မတက်လို့နေတတ်ထိုင်တာမရှိဘူးအကြာကြီးထိုင်နေအကြာကြီးဒီကျမရေးအတွက်ထိခိုက်လောက်အောင်အလုပ်တွေလုပ်တယ်ဆိုလို့ရှိရင်ဒါဝိသမပရိဟာရစာလို့ခေါ်တယ်6ခုမြောက်ပါအဲ့ဒီလိုခါမျိုးပါလေယောဂဖြစ်စေတတ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ပယောဂဥပကမသူများရဲ့လုံလာကြောင့်လည်းယောဂဖြစ်တယ်ကိုယ့်ကြောင့်လုံလာဥပမာပဲလူတယောက်ကကိုယ်ရိုက်တယ်ရိုက်တဲ့ဒဏ်အကြောင်းယောဂဖြစ်တယ်အဲ့ဒါကိုယ်ကိုစိတ်ဆိုးပြီးတော့လုပ်တယ်အဲ့ဒါလည်းယောဂဖြစ်တယ်အဲ့တော့အဲ့ဒါကိုဥပကမလို့ခေါ်တယ်9ခုနောက်ကံဆိုတာကြတော့10ခုမြောက်လို့တော့ယောဂရခြင်းအကြောင်းကအဲ့ဒီလို10မျိုးရှိတယ်အဲ့10မျိုးတွေကကံကြောင့်ဖြစ်တာတစ်ခုပဲကုမရမယ်ဆိုတာခက်ခဲပဲဉာဏ်နာတွေကတော့မိမိကိုယ့်ရဲ့အနေထိုင်မတတ်သည့်အတွက်ကြောင့်ဖြစ်လာတဲ့ယောဂတွေဆိုအနေထိုင်တတ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့ဒါကြောင့်အလုပ်တစ်ခုကြိုးစားအထုတ်တော့မယ်ဆိုရင်နံပါတ်1ကျမ်းမာမှုကအရေးကြီးတယ်တရားအထုတ်ရင်လည်းပဲကျမ်းမာရမယ်ကောင်းတဲ့အလုပ်တွေလုပ်တာမှသမျှကျမ်းမာမှုကိုရှေးဥစွာအရင်ဆုံးလုပ်ရမယ်ဒါကြောင့်မို့အရောချပရမလာပါလို့ဆိုတဲ့စကားကိုမြတ်စွာဘုရားဟောတာရတဲ့ထဲမှာတဲ့အကောင်းဆုံးကတော့ကျမ်းမာမှုကိုရခြင်းပဲယောဂကင်းမှုကိုရခြင်းဟာအကောင်းဆုံးရခြင်းပဲဘာကြောင့်လို့ဆိုရင်ရွှေတွေငွေတွေရတာမကောင်းဘူးလားကောင်းတယ်နော်ဘလောက်ပဲရွှေတွေငွေတွေရကျမ်းမာမှုဆုံးရှုံးသွားပြီဆိုရင်ကိုယ့်ဖို့အဓိပ္ပာယ်မရှိတော့ဖြစ်အဲ့ဒါလို့ကျမ်းမာမှုရမှကျန်တာတွေဟာပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ဒါကြောင့်မို့ရှေးဥစွာကျမ်းမာရမယ်လို့ဆိုတာနောက်တစ်ခုအရေးကြီးတဲ့အချက်ကတော့ဘဝတိုးတက်ဖို့အတွက်နံပါတ်1ကကိုယ်ချင်းတရားဟာအရေးကြီးဆုံးပဲကိုယ်ချင်းတရားပြက်ပြားသွားလို့ရှိရင်လူဟာအလုံးပြည့်စည်သွားနိုင်တယ်ကိုယ်ချင်းတရားမပြက်ပြားရအောင်ဒါကြောင့်မို့5ပါးသီလဆိုတာကိုလူတွေကအလေးနဲ့မထားကြဘူးအလေးနဲ့မထားလို့ပါဏာတိပါဒပါဏာတိပါဒတို့တော့မရှောင်နိုင်ဘူးနော်ပါဏာတိပါဒမရှောင်နိုင်မရှောင်နိုင်လို့ရှိရင်သူ့ရဲ့အကျိုးကဘာလို့ဆိုသူများကိုဒုက္ခပေးသူများကိုတတ်တယ်ဖြတ်တယ်တတ်ဖြတ်မှုကိုကျွလွန်တယ်ဆိုရင်ကိုယ်အသက်တူမှာပဲကိုယ်မှာယောဂဝေဒနာတွေများလာမှာပဲဘဝမှာအသက်တူတာတို့ဖြစ်လာမှာပဲကိုယ်မရှောင်ဘူးဆိုရင်လည်းကိုယ်ကိုတတ်မဲ့လူပေါ်လာမှာပဲအဲ့ဒါကြောင့်မလို့ဘဝမှာအောင်မြင်အောင်လုပ်ဖို့ဆိုတာကြတော့ဒီ5ပါးသီလအမြဲတမ်းအရေးကြီးတယ်တပါးမှလျှော့လို့မရဘူး5ပါးသီလဟာ5ပါးသီလလုံးပြည့်စုံမှဆိုပါစို့လူဖြစ်လာလို့ရှိရင်ကျမ်းမာရမယ်အသက်ရှည်ရမယ်ပါဏာတိပါဒလုံရင်ကျမ်းမာတဲ့အသက်ရှည်တယ်
အာရိဏတဏလုံလို့ရှိရင်ပစ္စည်းဥစ္စာမပျက်စီးဘူးကာမေတုမိစ္ဆာစရလုံရင်လူအတိုင်းဝိုင်းထဲမှာဂုံရှိသေးရှိတယ်မုဒ္ဒဝါဒလုံလို့ရှိရင်ကိုယ်မတရားဆွဆွဲတာတွေမခံရဘူးသူရမေရိယလုံလို့ရှိရင်အိုင်ကျူမြင့်နေအသိဉာဏ်ရှိတယ်ဆိုဟောဒါတွေရှိမှပဲလူဘဝဆိုပြည့်စုံတော့ဒါကြောင့်မို့တိလလို့ဆိုလိုက်တာနဲ့တပြိုင်နက်ဒီဟာကအလေးနဲ့ထားပြီးတော့ကိုယ်မှာပြည့်စုံအောင်ကြိုးစားမှာဖြစ်တယ်မကြိုးစားနိုင်လို့စင်ကြေပေးပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီထဲကတစ်ခုရော့ရင်တစ်ခုခံရမှာပဲနော်ခုခေတ်လူတွေကြည့်လေမွေးလာကလေးကယောဂဝေဒနာတွေထူပြောတဲ့လူတွေရှိတယ်မွေးလာကလေးကမွေးပြီးသေသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါပြောရင်တော့တောင်ချမြောက်ချချမှာပေါ့နော်သို့သောသေသွားတယ်ဆိုကြတဲ့ကသူကပါဏာတိပါဒတွေများခဲ့လို့ပဲဒီလိုပဲမွေးချင်းသေသွားတယ်ဝန်းထဲကသေသွားတယ်ဒီလိုဟာမျိုးတွေရှိတယ်တော့ပါဏာတိပါဒလွတ်ကင်းခဲ့တဲ့ပုဂ္ဂိုလ်ဟာကားအစီရင်ဖြစ်တာတောင်တခြားလူတွေသေသွားပဲသူကသေချင်မှသေတာကျန်ကျင်ဖန်မှလွတ်တာရှိသေးတယ်လေဒါကြောင့်မို့ကံတရားရဲ့ဆောက်ရှောက်မှုကမတ္တမပို့အရေးကြီးတယ်လို့သူဆိုလို့တယ်ဒါကြောင့်မို့ဒုတိယလိုအပ်ချက်ကသီလနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ဆွဆုံးမမှုဩဝါဒပေးမှုဟာဒါလည်းပဲကြီးပွားတိုးတက်မှုတွေအရေးပါတယ်ပေါ့လမ်းညွှန်မှုအတိုင်းလိုက်လာဆောင်ရွက်တယ်အဲ့လိုလိုက်နာဆောင်ရွက်လို့ရှိရင်ဘဝကိုယ့်ဘဝကိုတိုးမြင့်တဲ့နေရာမှာအင်မတန်မှတန်ဖိုးရှိတယ်အဲ့နောက်တစ်ခုကဘာလို့ဆိုရင်တုတ္တကြားမြင်စီးဘူးရတယ်တုတ္တကိုလိုချင်လို့ကလေးတွေကြောင်းထားတာဖြစ်တယ်ပေါ့ကျောင်းမှာသင်ရတဲ့ဟာတွေကတုတ္တတွေပဲဖြစ်တယ်ပေါ့အဲ့ဒီတုတ္တဆိုတာကိုသင်ယူရမှာသင်ယူမှဘဝကိုတိုးမြင့်ပေးလို့ရတယ်နောက်တစ်ခုကတော့ဒီဘဝမှာဓမ္မလို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းတရားမျှတမှုနဲ့ချင့်ချံကြိုးကိုအထောက်ဖို့လိုရတယ်ဓမ္မနဲ့အဓမ္မဆိုတာနှစ်ခုရှိတယ်တရားမျှတမှုမရှိခြင်းဆိုလိုတာကဓမ္မဆိုတာသူစရိုက်တရားအဓမ္မဆိုတာဒုစရိုက်တရားအဓမ္မဖြစ်တဲ့ဒုစရိုက်တရားကိုရှောင်ပြီးတော့ဓမ္မလို့ခေါ်တဲ့သူစရိုက်တရားကိုကျင့်သုံးရမယ်အဲ့ဒါမှဘဝကိုတိုးမြင့်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်တဲ့နောက်တစ်ခုအရေးကြီးဆုံးကတော့ကြိုးစားအားထုတ်မှုပဲဆုံးနစ်ပြီးတော့ပြင်းနေမယ်ဆိုလို့ရှိရင်ဘဝမှာဘယ်လိုမှတိုးမြင့်လို့မရဘူးတဲ့ကိုယ့်ဘဝကိုမြင်မအောင်ကိုယ်ကိုယ်တိုင်ကြိုးစားကြမယ်ဆိုရင်ကြိုးစားမှုဟာအရေးကြီးဆုံးပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းကြိုးစားမှုပဲအများကြီးဟောကြားလေးရှိတယ်လောကလူသားတွေဟာတက်တက်တာတာနေချင်ကြတယ်ကြိုးစားအားထုတ်မှုလျော့နေကြတယ်ဒါကြောင့်မို့တိုးတက်တဲ့တော့မတိုးတက်တာလို့သူတို့ဆိုလို့တယ်ဒါကြောင့်မို့ကိုယ့်ဘဝကိုတိုးတက်အောင်မြင်မအောင်ကြိုးစားကြမယ်ဆိုရင်ဒီအချက်တွေဟာအမြဲတမ်းအရေးပါတဲ့အချက်တွေဖြစ်လို့ဒီအချက်တွေကိုပြည့်စုံအောင်လုပ်ပြီးတော့ကိုယ့်ဘဝကိုတိုးမြင့်အောင်ကြိုးစားရမှာဘဝအဆင့်တိုးမြင့်ရေးဆိုတာဒီအရေးတွေဟာအမြဲတမ်းအရေးပါတဲ့အလုပ်တွေဖြစ်လို့ဒီလမ်းကြောင်းအတိုင်းပဲရှောင်လှမ်းကြရမှာဖြစ်တယ်အကယ်၍ဒီထက်ကလမ်းကြောင်းတွေကအရာတွေကိုပြည့်စုံအောင်မဆောင်ရွက်နိုင်ဘူးဆိုရင်ဘဝတိုးမြင့်ရေးအတွက်အခက်အခဲကြုံမှာပဲဖြစ်တယ်ကိုယ့်ဘဝဟာတိုးမြင့်မဲ့အစားနှိမ့်ကျသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာကိုယ့်ဘဝကိုမျက်နှိုးတယ်ခင်မင်းတယ်ကြီးပွားတိုးတက်ခြင်းတယ်ဆိုရင်အခုဖော်ဆောင်ထားတဲ့လမ်းကြောင်းအတိုင်းတို့တွေဟာတိုးတက်တယ်ဆိုတာဟာသီလအပြင်တိုးတက်ရမယ်တတ္ထာအပြင်တိုးတက်ရမယ်သုတတိုးတက်ရမယ်စာဂတိုးတက်ရမယ်ပညာတိုးတက်ရမယ်ဆိုတဲ့အဲ့တော့ဒီဟာကိုယ့်ဘဝကိုတိုးမြင့်အောင်ပြုလုပ်နိုင်တဲ့ဤစနစ်တွေကိုအဲ့ဒီဤစနစ်တွေကိုဆူတောင်းနေရမှာလည်းမဟုတ်ဘူးเนาะဆူတောင်းနေရမှာမဟုတ်ဘူးကိုယ်တိုင်လုပ်ကြရမှာဖြစ်တယ်ကိုယ့်ဘဝမှာလက်တွေ့ကြကျကျင့်သုံးလိုက်နာခြင်းရှိမှသာလေဘဝဟာတိုးတက်မြင့်မားနိုင်တယ်ဆိုတာကိုမှန်မှန်ကန်ကန်မြင်မှန်ဖြင့်သိရှိပြီးဘဝတိုးမြင့်ရေးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း